မင်းနေတဲ့အဆောက်အုံကနလင်တန်ကိုတကယ်ခံနိုင်ရဲ့လားဆိုတာတွေးဥပါသလားအဆောက်အုံဆောက်တော့မယ်ဆိုရင်အုံမြစ်ကိုနက်နက်နဲ့ခိုင်ခိုင်မာမာတူးရမယ်ခိုင်လေးလေးပိုကောင်းလေးလေးဆိုတာအားလုံးသိကြပါတယ်ဒီလိုဆောက်အုံမျိုးဆိုနလင်လုတ်ရင်တော့စိုးရိမ်စရာမလိုဘူးလို့ထင်ရပါတယ်ဒါပေမဲ့အမှန်တကယ်တော့နလင်လုတ်တဲ့အခါအဆောက်အုံကပိုမာလေးလေးခံရတဲ့ရိုက်ခတ်မှုအားကပိုကြီးလေးလေးပါပဲဘာလို့လဲဆိုတော့စိတ်ကူးကြည့်ပါနလင်ဆိုတာမြေပြင်ကဗညာပြင်းပြင်းထန်ထန်လောက်ခါနေတာပါအဆောက်အုံကိုမြေကြီးပေါ်မှာတင်းတင်းကြက်မြုံငံထားရင်မြေကြီးလောက်တာနဲ့အဆောက်အုံကလည်းအဲ့ဒီအားကိုအပြေအဝခံယူရပြီးအောက်ခြေကနေအထက်အလွှာအထိကူးဆက်သွားပါတယ်မြစ်လေးလေးပိုလို့လေးလေးဖြစ်ပြီးရေရှည်မှာအဆောက်အုံဖွဲ့စည်းပုံကျိုးပဲပြိုလဲလွယ်ပါတယ်တကယ်ပါနဲ့တဲ့နေလန်းကတော့အဆောက်အုံကိုနလင်တန်ကနေရှောင်းတိန်တက်အောင်လုပ်တာပါဘလို့ရှောင်းမလဲတကယ်တော့အဆောက်အုံအောက်မှာဝတ်ထားတဲ့နလင်တန်ခံကူရှင်လို့ခေါ်တဲ့ပစ္စည်းတစ်ခုအပေါ်မိခိုနေတာပါပုံမှန်ဆိုမင်းတာကိုလုံးဝမြင်ရမှာမဟုတ်ပေမဲ့နလင်လှုပ်လာရင်တော့ဒါဟာလူပေါ်အင်းရပေါင်းများစွာရဲ့အသက်ကိုကာကွယ်ပေးတဲ့အရာဖြစ်လာပါတယ်ဒီပစ္စည်းကိုဖြည့်ကြည့်ရင်တော့ရာဘာတလွာတမဏိပြားတလွာနောက်ထပ်ရာဘာတလွာတမဏိပြားတလွာစသဖြင့်ထပ်ထားတာဖြစ်ပြီးဖိသိပ်ထားတဲ့ကိတ်မုံလွာတစ်ခုနဲ့တူပါတယ်ကြည့်ရတာရိုးရိုးရှင်းရှင်းလေးပါပဲဒါပေမဲ့နလင်လုတ်တဲ့အခါသူကတင်းခံမနေပဲမြေပြင်နဲ့အတူလိုက်ပါရွေ့ရပေးပါတယ်အနေရရှိဆုံးရိုက်ခတ်မှုအလုံးကိုအောက်ခြေမှာတင်ရှော့ချပေးလိုက်တာကြောင့်အထက်ကအဆောက်အုံကလောက်ခါမှုကိုလုံးဝနီးပါမခံစားရတော့ပါဘူးစမ်းသက်ချက်ဒေတာများအရနလင်တန်ခံကူရှင်တက်ဆင်ပြီးနောက်အဆောက်အုံကတက်ရောက်ခံရတဲ့နလင်အားကို3ပုံ2ပုံအထိတိုက်ရိုက်ရှော့ချပေးနိုင်ပါတယ်ပို့ပြီးအံ့ဩဖို့ကောင်းတာကဗီဒီယိုတစ်ခုမှာရိုက်ကူးထားချက်အရအဆောက်အုံတစ်ခုလုံးဘေးတိုက်1မီတာမကရွေ့ရသွားခဲ့ပေမဲ့အဆောက်အုံအထက်ကရေခွက်ထဲကရေတွေတောင်ဖိတ်စင်မကြခဲ့ပါဘူးအခုဆိုရင်ပြည်တွင်းကဆေးရုံတွေကျောင်းတွေနဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံအများစုမှာဒါကိုဦးစားပေးတက်ဆင်နေကြပါပြီဘာလို့လဲဆိုတော့ဒီနေရာတွေဟာနလင်လို့ရင်လုံးဝမပြိုကျရမယ့်နေရာတွေဖြစ်အဲ့လိုပါပဲ